ချစ်ကကျွန်တော်ကိုအောင်မြင်အောင်လုပ်ပေးခဲ့တယ်တချင်ကကျွန်တော်အောင်မြင်ချင်တာတစ်ခုတည်းပါအလွတ်ကောင်းကောင်းဘဝကောင်းကောင်းကိုယ်တိုင်ရောက်ချင်တဲ့နေရာကိုကိုယ်တိုင်ရောက်ချင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအောင်မြင်ဖို့ဆိုတာတယောက်တည်းရှောက်ရမယ့်လမ်းလို့ထင်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲအချစ်တစ်ခုကိုတွေ့ခဲ့တယ်ကြီးကြီးကျယ်ကျယ်မပြောတတ်ဘူးအမြဲကြွေးကြော်နေသူလည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပြင်ပန်းတဲ့အချိန်တိုင်းဘေးနားမှာရှိနေခဲ့တယ်ကျွန်တော်လက်လွတ်ချင်းတဲ့အခါတိုင်းမပြောဘဲထောက်ပံ့ပေးခဲ့တယ်အဲ့ဒီလိုနဲ့မတိမတာကျွန်တော်ရဲ့အတွေးတွေကိုပြောင်းလဲပေးခဲ့တယ်လမ်းလျှောက်ပုံကိုပြောင်းပေးခဲ့တယ်နောက်ဆုံးတော့ဘဝကိုပါတိတ်တိတ်လေးပြောင်းလဲသွားစေခဲ့တယ်ကျွန်တော်မယုံကြည်တဲ့အချိန်မှာသူကယုံကြည်ပေးခဲ့တယ်ကျွန်တော်ပင်ပန်းနေတဲ့နေ့တွေမှာနားလည်ပေးခဲ့တယ်ကျွန်တော်လက်လွတ်ချင်တဲ့အချိန်မှာသူကလက်မလွတ်ခဲ့ဘူးသူကအောင်မြင်မှလို့မအော်ခဲ့ဘူးဒါပေမဲ့နေတိုင်းမနဲ့အိယာထားရဲ့စကြူးစားမှုအကြောင်းတစ်ခုဖြစ်လာခဲ့တယ်အချစ်ဆိုတာအလုပ်ကိုလိုက်စားခိုင်းတာမဟုတ်ပါဘူးအလုပ်ကိုအတိတ်ပဲရှိစေရတာပါအောင်မြင်မှုရလာတဲ့နေ့မှာလက်ခုတန်းတီကြားခဲ့ပေမဲ့အဲ့ဒီအောင်မြင်မှုရဲ့အကြောင်းရင်းကရှေ့မှာမရက်ပဲနောက်ကနေတိတ်တိတ်လေးထောက်ပံ့နေခဲ့တဲ့အချစ်ပါအချစ်ကကျွန်တော်ကိုပြောညံ့အောင်မလုပ်ခဲ့ဘူးပိုပြီးတန်ပါအောင်လုပ်ပေးခဲ့တယ်။ဘာကြောင့်လဲဆိုတော့လက်လွတ်မရတဲ့သူရှိနေရင်ကိုလည်းလက်မလွတ်ချင်တော့ဘူး။ဒီနေ့ကျွန်တော်ရောက်လာတဲ့နေရာကကိုတယောက်တည်းအောင်မြင်မှုမဟုတ်ပါဘူး။အချစ်ကိုအကြောင်းပြုပြီးရလာတဲ့အောင်မြင်မှုပါ။သင်ဘဝထဲမှာသင်ကိုဒိတ်တိတ်လေးယုံကြည်ပေးနေတဲ့အချစ်တစ်ခုရှိနေမယ်ဆိုရင်အဲ့ဒီအချစ်ကိုမမေ့ပါနဲ့။အချစ်ကလူတစ်ယောက်ကိုအောင်မြင်အောင်လုပ်ပေးနိုင်ပါတယ်။ဒီဗီဒီယိုလေးကသင်အတွက်ဆက်လက်စူးစမ်းဖို့အကြောင်းတစ်ခုဖြစ်လာခဲ့ရင်ဒါနဲ့ပဲလုံလောက်ပါတယ်ကြည့်ရှုပေးတဲ့အားလုံးကိုလေးစားစွာကျေးဇူးတင်ပါတယ်